ပေါ်နေတဲ့စစ်သူကြီးတရံဆိုတာကဒါကတင်စားထားတာလွန်ခဲ့တဲ့2022ခုနှစ်လောက်ကတည်းကဦးစင်းကတတိထားတာတို့ပဲမဲ့လည်းပဲအကြောင်းအကျိုးတိုက်ဆိုင်မှုကမရှိတော့ထင်ပေါ်မှုကတော့မဖြစ်ဘူးပေါ့တိမ်ငုံနေတဲ့သဘောပေါ့နော်အဲ့ဒါကိုမှဒီရန်ကုန်ကဦးစင်းတက္ကမကြီးကအင်္ဂလန်မှာတက္ကတယောက်ကလူကိုလူနရပတိလူမင်းဘဝကလာတယ်ပေါ့သူ့ရဲ့မိဖုရားဝေလူဝတိမင်းသမီးကဦးစင်းအကြောင်းထဲမှာရှိတယ်ပေါ့နော်ဒီကြောင်းဖျားတွေကိုစောင့်ရှောက်နေတယ်ပေါ့ဆရာတော်ဒီပကြီးကားလေးလက်ခံပြီးပါဆိုတာနဲ့ဒီပကြီးကားဦးစင်းကယူလာလိုက်တာဒီပကြီးကားဦးစင်းစီရောက်မှရန်ကုန်ဘက်ကဒီကျောင်းဆရာမပင်စင်စားတွေကဦးစင်းစီညနေရောက်လာတာပေါ့ရောက်လာတော့သူတို့ကဆရာတော်ဒီကျောင်းရဲ့ထူးခြားဖြစ်စဉ်မှုတွေကိုမေးတော့ဦးစင်းကတခါကြီးလက်တလောထူးခြားဖြစ်စဉ်မှုကဘာဖြစ်တယ်လဲဆိုတော့ခုကုန်းတော်ကြီးမှာလို့ဝင်ပေါက်တက်မှာတေချာကြည့်လိုက်ရင်လို့အဝေးကကြည့်ရင်ပေါ့အနီးကကြည့်ရင်တော့ဘလူးပန်းဆွဲရုံပါပဲဒါပေမဲ့အဝေးကကြည့်ရင်တော့စစ်သူကြီးတို့တရံဖြစ်နေတာရှိတ်သဘောမျိုးပေါ့နော်သူ့ရဲ့ထူးခြားမှုတစ်ခုလူကဒီလူဝင်ပေါက်တက်မှာဖြစ်နေတာဒါကဟိုတမင်တက်လို့ယူဖန်နေတာတဲ့အရာဝတ္ထုဘာတစ်ခုမှမပါဘူးဒါကဦးဇင်းတို့ကစစ်သူကြီးတရံဖြစ်လို့စစ်သူကြီးတရံလို့တင်စားထားတာအဲ့ဒါကဒီပကြီးကရောက်လာပြီးပကြီးက3လကျော်လောက်မှဦးစင်းလက်ထဲကိုရောက်တယ်ဒီစစ်သူကြီးဆိုတဲ့ကြရက်ကလည်းလိုင်းပေါ်မှာပြန့်သွားတာကတလားဆွန်းလောက်ပဲရှိသေးတယ်ပေါ့နော်အကြောင်းအကျိုးတိုက်ဆိုင်မှုပေါ့လေသူကဘာကြီးနိုင်ရမှာတေချာကြည့်ရင်ဇုံတွဲလို့ဖြစ်တာတေချာကြည့်လေဇုံတွဲဖြစ်လာတယ်ပဲနောက်ဒီပကြီးကားကိုကြည့်လိုက်မယ်ဆိုပကြီးကားနဲ့နိုင်ရမှာပေါ်နေတဲ့အရာဝတ္ထုကစင်တူစင်မပေါ့နော်ဟိုတော်တော်လေးကိုတူတောင်ပေးလေးဆန်ဖြစ်နေတာပေါ့လေတမန်သူရဲ့ထူးခြားမှုကဒါပါပဲဟိုဒီပကြီးကားရောက်လာမှုမှဒီစစ်သူကြီးရဲ့ခရက်ကလိုင်းပေါ်ပြန့်သွားတာပေါ့တမန်မင်းသမီးတည်ခဲ့တဲ့ဖျားတဲ့အဲ့ဒီဖျားတည်ခဲ့တဲ့မင်းသမီးကဒီထဲမှာရှိတယ်သူ့ကိုလူနရပတိစီလူမင်းဘဝကလာတယ်ဒါတော့သူ့ရဲ့မိဖုရားကဒီမှာရှိတယ်ဆိုပြီးသူကဒီပကြီးကားကိုသူတို့တံသူ့အိမ်မက်ထက်ရအတိုင်းကိုပုံဖော်ပြီးဆွဲပြီးတော့ဒါဦးစင်းကိုပေးတာဒီပကြီးကားနဲ့ဒီနိုင်ရမှာပေါ်နေတဲ့အရာဝတ္ထုကသူ့ရဲ့တိုက်ဆိုင်မှုတစ်ခုပေါ့နောက်တစ်ခုကခုလက်တော်မှာတော့တချို့ကပူးတာလေးရှိတယ်ဟိုတော်တော်ရန်ကုန်ဧည့်သည်တွေကလည်းစူးတောင်းနဲ့နှလုံးပေါက်လို့လည်းလားလူတာတွေရှိတယ်ဟိုတော်တော်ဧည့်သည်တွေဆိုရင်ဖျားထဲမှာရိုက်လွတ်လိုက်လို့ထွက်ပြီးတာကလေးရှိတယ်ဟိုတော်ဒီကြရက်ထပြီးမှအဲ့လိုဖြစ်လာတယ်အဲသူတို့ရှီချောင်းလည်းပြကျင်လည်းပြမှာပေါ့လေဒါဦးဇင်းတော့ဒါဒီမမြင်နိုင်တဲ့အရာဝတ္ထုဆိုတာကပြောရတာခက်တယ်လေ